လင်းလောက်တဲ့နေမှလည်းကျွန်တော်အိမ်ထဲမှာပဲရှိရတယ်ဗျကျွန်တော်အိမ်ကျိုးပြီးတွားပြီးတဲ့နေကလေးနဲ့ကူးပြီးတော့မှထွက်ပေးရတယ်ဗျအခုအခြေအနေပုံမှုဒီကအိမ်အစော်ဦးအရေးကြီးဆုံးကဒီအစော်ဦးလူရှင်းတာပေါ့ဗျခဲဆုံးပေါ့နေရတယ်ဒါအချင်းပြီးတော့မှအမပြေကြဘူးဗျကျမလာကြည့်တဲ့အချိန်မှာတရားလုံးကလည်းဒီမှာအားလုံးဒီကပြိုကျပျက်စီးနေပြီဆိုတဲ့အခါကျတော့ပေါ့နော်ကျမအနေနဲ့အရေးတကြီးလိုအပ်နေတာကတော့စားနပ်ရိက္ခာပြီးရကကြောင့်အဓိကရေပေါ့နော်ငလင်လောက်သွားတဲ့အတွက်ကြောင့်ရေတွေကနောက်သွားတယ်အင်းထဲမှာဆိုရေတွေကနောက်သွားတယ်ရှိတဲ့အဝီးစီတွင်းရေဆိုလို့ရှိရင်လည်းရေတွေကခန်းသွားတယ်ပြတ်သွားတယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်အဓိကအစားအသောက်လိုအပ်တယ်ရေလိုအပ်တယ်ပြီးတဲ့အခါကျတော့နေဖို့ထိုင်ဖို့ပေါ့နော်အခုဆိုလို့ရှိရင်တို့တွေကနေရတာကအဲ့လိုတဲလေးတွေထိုးပြီးတော့မှလေလေးတွေပေါ်မှာအဲ့လိုနေရတာမျိုးဖြစ်တဲ့အတွက်နေဖို့ထိုင်ဖို့လိုအပ်တယ်ပြီးတဲ့အခါကျတော့အဓိကဆောင်းနေချင်အောင်နေအဲ့ရဖြာတွေပေါ့နော်အဲ့လိုမျိုးလေးအရေးတကြီးလိုအပ်နေပါတယ်ပြီးကြီးမင်းတို့အနေနဲ့လည်းတက်နိုင်တဲ့ဖက်ကနေပြီးတော့မှပါဝင်ကူညီပေးစေချင်ပါတယ်လူတိုင်းပေးစေချင်ပါတယ်လို့ကျွန်မအနေနဲ့မြတ်တာရက်ခံအပ်ပါရှင်ကျေးဇူးတင်ပါတယ်ရှင်